အားလုံးပဲမင်္ဂလာပါအခုတစ်ခေါက်ပါတော့ reading session ကနံပါတ် C လေးကိုပြန်လေ့လာကြည့်ရအောင်ပါအဲ့ဒီမှာဒီ instruction လေးကကြတော့ read the passage လေးကိုဖတ်ကြည့်ပါမယ်ဟုတ်ပြီเนาะအဲ့ဒီ passage လေးကကြတော့စာအုပ်ထဲမှာဆိုရင် Ming is letter ဟုတ်ပြီเนาะ Ming ရဲ့စာလေးပါဘသူ့ကိုပေးရလဲဆိုတော့ to her and သူမရဲ့အတော်ကိုပေးတဲ့ပေးစာလေးပါ and answer the question ပြီးလို့ရှိရင်တော့မေးခွန်းလေးတွေကိုဖြေပေးရမှာပါအဲ့တော့အရင်ဆုံးဒီ read the passage လေးကိုဖတ်ကြည့်မယ်ပြီးလို့ရှိရင်မေးခွန်းလေးတွေကိုဖြေကြည့်မယ်အဲ့တော့ဒီမှာအစားစကားလုံးက how are you and your family အဲ့တော့အတီနဲ့အတီမိသားစုရောဘယ်လိုနေသလဲဟုတ်ပြီနော် I want to tell you about my new friends ကျွန်တော်ရဲ့တငယ်ချင်းတွေအသစ်ကြောင့်ကိုတဲ့အတော့ကိုပြောပြချင်ပါတယ်တဲ့ they are my classmate သူတို့ကကျွန်တော်ရဲ့အတန်းပေါ်တွေပါတဲ့ their names သူတို့ရဲ့နာမည်တွေကတဲ့ဖြစ်ပါတယ်ငွမ်ဖာ and Fibu ငွမ်ဖာနဲ့ Fibu လို့ခေါ်ပါတယ်တဲ့အဲ့တော့ငွမ်ဖာ is from လွိုင်းခေါ်ငွမ်ဖာကတော့လွိုင်းခေါ်ငွမ်ဖာ is from Hakka ငွမ်ဖာကတော့ Hakka ကနေလာပါတယ်တဲ့ she is 11သူမကတော့17နှစ်ပါ her favorite color is သူမအကြိုက်ဆုံးအရောင်ကတော့တဲ့ is ဖြစ်ပါတယ် blue အပြာရောင်ဖြစ်တယ်တဲ့ and ပြီးလို့ရှိရင် she is interested in သူမစိတ်ဝင်စားတာကတော့တဲ့ animals and seashell တရိတ်ဆန်လေးတွေနဲ့ခရုကွန်လေးတွေကိုသူမစိတ်ဝင်စားပါတယ်တဲ့ Fibu is from လွိုင်းကော Fibu ကတော့လွိုင်းကောကနေလာပါတယ်တဲ့ he is 10သူက10နှစ်ဖြစ်ပါတယ်တဲ့ his favorite color is သူအကြိုက်ဆုံးအရောင်ကတော့တဲ့red အနီရောင်ဖြစ်ပြီးတော့ and he is interested in သူစိတ်ဝင်စားတဲ့အရာကတော့တဲ့ camera ဖြစ်ပြီးတော့ and guitar ကိုလည်းသူစိတ်ဝင်စားပါတယ်တဲ့ I like my new friends ကျွန်တော်ရဲ့တငယ်ချင်းသစ်တွေကို like သဘောကျတယ်ချစ်တယ်ဟုတ်ပြီနော်အဲ့တော့ because ဘာလို့လဲဆိုလို့ရှိရင် they are smart သူတို့ကတော်လို့ပါတဲ့အဲ့လားဆိုရင်ဒါလေးကိုနားလည်လိမ့်မယ်ထင်ပါတယ်အခုနံပါတ်1လေးမှာဆိုလို့ရှိရင် who are Ming's new friends Ming ရဲ့တဲ့တငယ်ချင်းတစ်တည်းကဘာတူလဲတဲ့အခု read the passage လေးကိုလည်းဖတ်ပြီးပြီအဲ့ဒီမှာတငယ်ချင်းရဲ့နာမည်ကိုလည်းသိခဲ့ပြီအဲ့ဒီတော့တငယ်ချင်းရဲ့နာမည်ကငွမ်ဖာနဲ့ Fibu ပါအလားလေးတွေကိုရေးပါမယ်အဲ့ဒီတော့ who နဲ့မေးတဲ့အတွက်ဟုတ်ပြီနော် who နေရာမှာထည့်ရေးလည်းရပါတယ်ခုနေရာမှာထည့်ရေးမယ်ဆိုရင်ငွမ်ဖာ and Fibu အဲ့လာပြီးလို့ရှိရင်ဒီ sentence လေးကိုပြန်ရေးလိုက်ရုံပါပဲ are Ming's new friends အဲ့လိုမျိုးရေးလဲရပါတယ်နောက်ထပ်တစ်နည်းကြတော့ subject လေးကိုပြန်ကောက်ကြည့်မယ် Ming new friends Mingရဲ့တငယ်ချင်းတစ်တွေက are ဖြစ်ပါတယ်ပြီးကြမှာငွမ်ဖာ and Fibu ဆိုတာလေးရေးလိုက်ပါဒါလေးကနံပါတ်1ကိုအဖြေ2မျိုးနဲ့ဖြေလို့ရပါတယ်နံပါတ်2ကကြတော့ where are they from ဟုတ်ပြီနော် they သူတို့ကတဲ့ where ဘယ်ကနေ are from လာကြတယ်လေပေါ့နော်အဲ့တော့ဆိုရင်သူတို့ဘယ်ကလာတယ်လဲဆိုတော့ read the passage ကိုဖတ်တော့ကငွမ်ဖာကဘယ်က Fibu ကဘယ်ကဆိုတာကိုပြောထားတယ်အဲ့တော့ရှာကြည့်ပါမယ်ငွမ်ဖာ is from Hakka ဆိုတာလေးတွေ့ပါလိမ့်မယ်ပြီးလို့ရှိရင် Fibu အကြောင်းလည်းပါသေးတယ် Fibu is from လွိုင်းကောအဲ့ဒီစာကြောင်းလေးနှစ်ကြောင်းကိုဖြည့်ပေးလိုက်ရင်ရပါတယ်အဲ့တော့ they နဲ့မေးပြီးတော့ they are from Hakka and လွိုင်းကောလို့တော့မဖြေဘဲနဲ့တငယ်ချင်းတွေတယောက်ချင်းစီကိုပြောကြည့်ပါမယ်ငွမ်ဖာကဘယ်ကငွမ်ဖာ is from Hakka Fibu is from လွိုင်းကောအဲ့လိုလေးတော့ဖြေပေးပါနံပါတ်3ကကြတော့ what is ငွမ်ဖာ favorite color အဲ့တော့ what ပါလေတဲ့ is ငွမ်ဖာ favorite color ငွမ်ဖာရဲ့ favorite color အကြိုက်ဆုံးအရောင်ကဘာဖြစ်ပါသလဲတဲ့အဲ့တော့ငွမ်ဖာရဲ့အကြိုက်ဆုံးအရောင်ကဆိုလို့ရှိရင်blue အပြာရောင်လေးဖြစ်ပါတယ်အဲ့တော့ဒီမှာဖြည့်ကြည့်ပါမယ် what နဲ့လည်းမေးထားတယ်ဒီ WH question ရဲ့နောက်မှာ verb လေးရှိပါတယ်ဟုတ်ပြီနော်ဒီ verb ရဲ့နောက်မှာဆိုရင်เนาะဒါဒီ subject ဖြစ်ပါလိမ့်မယ်အဲ့တော့ subject ဒီအရှိပါ1 2 3 4လေးလုံးရှိပါတယ်လေးလုံးစလုံးပြန်ရေးပါမယ်one first favorite color ပြီးမှဆိုလို့ရှိရင် is ဆိုတာလေးထည့်လိုက်ပါအဲ့လားဆိုရင် subject လည်းပြီးသွားပြီ verb လည်းပြီးသွားပြီအဲ့တော့ငွမ်ဖာရဲ့အကြိုက်ဆုံးအရောင်က is ဖြစ်ပါတယ်ပြီးလို့ရှိရင် blue အပြာရောင်လေးပါအဲ့လိုလေးပဲရေးလိုက်ရပါပြီပြီးရင် full stop လေးချလိုက်ပါNumber 4က what is Fibu interested in အဲ့တော့အဲ့မှာ WH question ပဲလာပါတယ် WH question နောက်မှာ is ဆိုတာလေးပါသေးတယ်ဒါဆိုရင်နောက်ထပ်စာကြောင်းကိုကြည့်တဲ့အခါမှာ interested ဆိုတဲ့ adjective လေးကိုလည်းတွေးပါသေးတယ်အဲ့တော့ is နဲ့ adjective ကတွဲထားပါမယ်အဲ့တော့ is နဲ့
interested adjective ကြားမှာရှိနေတာဒီ subject လေးပါအဲ့တော့ Fibu ကတဲ့ what ဘာကို is interested in စိတ်ဝင်စားတယ်လေတဲ့အဲ့တော့ Fibu ကဘာကိုစိတ်ဝင်စားတယ်လဲအဲ့တော့ Fibu ဆိုတဲ့ကလေးလေးအကြောင်းကိုလိုက်ရှာပါမယ်အဲ့တော့ Fibu ဆိုတာက Fibu စိတ်ဝင်စားတာကတော့တဲ့ဒီမှာ cameras and guitar ဆိုတာလေးတွေ့လိမ့်မယ်အဲ့တော့ပြန်ရေးပါမယ်အဲ့တော့ subject ကိုပြန်ရေးမယ် Fibu ပြီးလို့ရှိရင် buff လေးတွေရေးမယ် buff က is ပြီးရင် adjective interested ဆိုတာလေးလာပါမယ် interested ရဲ့နောက်မှာအမြဲတမ်း in လိုက်ပါတယ်ဘာကိုစိတ်ဝင်စားသလဲဆိုတော့အဲ့တော့ interested in ပြီးကြမှာ cameras and guitars အဲ့ဒါလေးကိုဖြည့်ပေးလိုက်ပါဒါဆိုနံပါတ်လေးဖြည့်လဲရပါလိမ့်မယ်နံပါတ်5ကကြတော့ why does meaning like her new friends ပြီနော်အဲ့တော့ why နဲ့လည်းမေးထားတယ် why နဲ့မေးရင် because နဲ့ဖြေရပါမယ်အဲ့ဒါလေးကိုမှတ်ထားရမယ်အဲ့တော့ because because ပါအဲ့တော့ဒီမှာ why ရဲ့နောက်မှာလည်းဒီမှာ verb လေးရှိပါတယ် does ဆိုတော့ helping verb ပါအဲ့တော့ main verb ကိုရှာတဲ့အခါမှာ main verb ကိုရှာတဲ့အခါမှာဒီနဲ့ဆုံးတဲ့အသေးပဲရှိတဲ့စကားလုံးက like ဆိုတာလေးတွေ့ပါလိမ့်မယ်ကြိုင်နေတတ်သည်ဆိုတာလေးအဲ့တော့ does နဲ့မေးတဲ့အတွက် main verb မှာ as လေးထည့်ပေးပါမယ်အဲ့တော့ဘာသာပြန်ကြည့်မယ်ဆိုရင် subject လည်းရပြီ verb လည်းရပြီ subject ကဘယ်လိုရှာမလဲဆိုရင် helping verb နဲ့ main verb ရဲ့ကြားမှာရှိတာကို subject လို့ခေါ်ပါတယ်အဲ့တော့မီးငယ်ကတဲ့ဟုတ်ပြီနော်မီးငယ်ဒီ subject ဖြစ်သွားပြီအဲ့တော့ဘာသာပြန်ကြည့်မယ်ဆိုရင်မီးငယ်က why ဘာကြောင့် likes ကြိုက်တယ်လေ her new friends သူမရဲ့တငယ်ချင်းတွေကိုသူဘာလို့ကြိုက်တယ်လဲသူဘာလို့သဘောကျတယ်လဲအဲ့တော့ဘာလို့သဘောကျတယ်လဲဆိုတာကိုလည်းသူကဖြေထားပါတယ် because they are smart ဆိုတာလေအဲ့လားလေးကိုပြန်ကူးပါမယ် why နဲ့လည်းမေးထားတဲ့အတွက်ကြောင့်မလို့ because ထည့်ဖြေရမယ်ပြီးလို့ရှိရင်ဘာလို့ကြိုက်တယ်လဲဆိုတော့အကြောင်းပြချက်လေးကိုဖြေရမယ်အဲ့တော့ခုမေးခွန်းပြန်ဖြေတဲ့အခါမှာ subject ကိုတွေးတော့ subject ကမီးငယ်ဆိုတာလေးပါပြီးလို့ရှိရင် like ပါ as တခါတည်းထည့်ပြီးပါပြီမင်းငယ် likes မင်းငယ်ကကြိုက်ပါတယ်တဲ့ her new friends သူမရဲ့တငယ်ချင်းတွေကိုသူမရဲ့တငယ်ချင်းအသစ်တွေကိုတဲ့သူသဘောကျပါတယ်တဲ့ because ဘာလို့လဲဆိုလို့ရှိရင် they are smart ဟုတ်ပြီနော်သူတို့ကတော်လို့ပါတဲ့အဲ့လားဆိုရင်ဒီ reading session ကနံပါတ် C read the passage လေးကိုလည်းရပါလိမ့်မယ်တကယ်လို့နားမလည်တာရှိခဲ့ရင်လည်းပြန်ပြီးတော့ comment မှာမေးပေးပါပြန်ဖြေပေးပါမယ်ကျေးဇူးတင်ပါတယ်ခုလိုကြည့်ပေးတဲ့အတွက်